တကယ်ချင်းတို့အားလုံးပဲမင်္ဂလာပါဆလတ်တန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရုံးပရက်လေးမှာ AC ကြည့်ရှုခန်းလိုက်မှုအတွက်ဇလန်းကောင်း၅ဘက်ကိုရွေးချယ်တင်ဆက်ပေးထားပါတယ်ဘယ်စကားတွေဖြစ်မလဲဆိုတာကတော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးစုံတဲ့ထိလိုက်ပါကြည့်ရှုအားပေးနိုင်ဖို့ဖိတ်ခေါ်ပါတယ်နံပါတ်5 The Constant Gardener 2005ဒီစကားလေးထဲမှာတော့ Harry Potter ဇလန်းတွေက Voldemort ကြီးနဲ့အတူသမန်မီတွေကမင်းသမီးတို့ပါဝင်သရုပ်ဆောင်ထားပြီးတော့ drama mystery မျိုးစားလေးပဲဖြစ်ပါတယ်ဇလန်းအချင်းလေးကိုအနည်းငယ်ပြောပြရမယ်ဆိုရင်ပညာနိုင်ငံရဲ့မြောက်ပိုင်းကဝေးလံလာတဲ့နေရာတစ်နေရာမှာတက်ထရလှူရှားသူတက်ဆာနဲ့သူမရဲ့တငယ်ချင်းဒေါက်တာအာနိုဘလုံတို့တတ်ခံခဲ့ရပါတယ်။အဲဒီနောက်မှာတက်ဆာရဲ့ခင်မွန်းဖြစ်သူဂျက်စတင်ကသူ့ဇနီးတဲ့တေဆိုးမှုကိုလိုက်လံစုံစမ်းကြည့်တဲ့အခါမှာတက်ဆာဟာအာဖရိကမှာဘေးဖြစ်စေတဲ့ဆီးရီကိုစမ်းသပ်နေတဲ့အတွက်ဆေးကုမ္ပဏီတွေကိုတိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ်။သူ့ဇနီးရဲ့တေဆိုးမှုကအဲ့ဒီဆေးကုမ္ပဏီတွေနဲ့ပတ်သက်နေမလားဆိုတာတွေကိုဂျက်စတင်တယောက်အန်နီရီဂျာကနေမရက်မနာတဲ့စုံစမ်းပါတော့တယ်။ဂျက်စတင်တယောက်အမှုမှန်ကိုရှာဖွေနိုင်မလားမရှာဖွေနိုင်ခင်မှာပဲတုတ်တင်ခံရမလားဆိုတာတွေကိုဒီဇလန်လေးထဲမှာတဲထိမှုဆန်ဆန်တ िश ူခန်းစားနိုင်မှာဖြစ်ပါတယ်ဒီစကားလေးထဲမှာ Justin နဲ့ Texas ရဲ့ချစ်ချင်းမြတ်တာနဲ့စေဖြန့်ချီရေးကုမ္ပဏီတွေရဲ့အကျိုးအမြတ်ရဖို့အတွက်ဆိုဘာကူမှမငဲကြည့်ကြတွေအာဖရိကလူမျိုးတွေပေါ်မှာဘယ်လိုမျိုးရက်ဆက်ကြမ်းကြုတ်လဲဆိုတာတွေကိုတ िश ူခန်းစားမှာဖြစ်ပါတယ်ဒါကြောင့်မဲတကယ်ချင်းတို့ဖြစ်မနေမီဆန်ကြီးတဲ့ဇလန်ကောင်တစ်ပုတ်အဖြစ်နံပါတ်9နေရာကနေရေထုတ်တင်ဆက်ပေးထားပါတယ်နံပါတ်4 The Way Back 2010ဒုတိယကမ္ဘာစစ်အတွင်းပိုလန်နိုင်ငံကိုဆိုဗီယက်တွေကျူးကျော်ထားစဉ်မှာစစ်အရာရှိငယ်တယောက်ကဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ဆိုဗီယက်တွေကအရာရှိရဲ့မျိုးသမီးကိုပါရိုက်နှက်စစ်ဆေးပြီးတော့အရာရှိကိုပါစပိုင်လို့အမိထက်ကနိုင်ငံရေးကျင်းသားတွေကိုဖမ်းဆီးခဲ့ပြီးတော့အလုတ်ကျန်းအတင်းခိုင်းစေတဲ့စနစ်ဖြစ်တဲ့ဘူလက်ဆိုတဲ့စနစ်ကိုကျင့်သုံးနေတဲ့စိုက်ဘေးရီးယားကကမ်တစ်ခုစီကိုပို့လိုက်ပါတယ်။ယာဒီဥတုကအမတန်အေးခဲပြီးတော့ဆိုးတဲ့အထဲအလုတ်ကျန်းတွေမနာနဲ့လောက်ရတယ်။နှိမ့်ကိုက်တဲ့ဒဏ်တွေထောင်သားချင်းချင်းနှိမ့်ဆက်တဲ့ဒဏ်တွေစတဲ့မျိုးစုံခံရတဲ့အခါမှာထွက်ပြေးဖို့စီယိုရင်းနဲ့လူစုကပြည်မတိုင်းထန်တဲ့ညညကိုခွင်ကောင်းယူပြီးတော့ထွက်ပြေးလာခဲ့ကြပါတယ်။စိုက်ဘေးရီးယားကနေတရုတ်ပြည်တိဘက်ခီဝနာတောင်တန်းတွေနဲ့အိန္ဒိယအထိလွတ်လပ်မှုစီကိုမိုင်ပေါင်း4000လောက်ကိုခြေလျင်လျှောက်သွားခဲ့ကြပါတယ်။လက်ကြီးတစ်လျှောက်ကြုံခဲ့ရတဲ့အခက်အခဲတွေကတော့ရုပ်ရှင်ရတာပြတ်မှာဆိုတဲ့အတွက်လုံးဝကိုမပြောပြတော့ပါဘူး။နိုင်ငံရေးနှုတ်ခံ drama adventure ဇလန်ကောင်ဖြစ်တဲ့အတွက်တကယ်ချင်းတို့မီဆန်ကြီးကိုထိုက်တန်တဲ့ဇလန်ကောင်တစ်ပုတ်ဖြစ်နံပါတ်4နေရာကနေရေထုတ်တင်ဆက်ပေးထားပါတယ်။နံပါတ်3 The Night House 2021ဒီဇလန်လေးက mystery horror ဇလန်မျိုးစားလေးပဲဖြစ်ပါတယ်။ Beth နဲ့ Owe ဟာငယ်ရွယ်နဲ့တအိုးတိမ်ထူထောင်ထားတဲ့သိချစ်ချတဲ့ဆိုတဲ့တွေပါ။သူတို့အတူနေဖို့အတွက်ရေကန်စက်နာမှာအိမ်လေးတစ်လုံးတီဆောက်ပြီးတော့ဘာအပူမှမရှိဘဲနဲ့ပျော်ရွှင်ရွှင်နေကြတာပေါ့။ဒါမဲ့ Beth ရဲ့ခင်မွန်း Owe ကဘာအကြောင်းပြချက်မှမရှိဘဲနဲ့သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ခင်မွန်းဖြစ်သူ Owe သေပြီးနောက်ပိုင်းဝမ်းနဲ့နေတဲ့ Beth ဟာအလုံးမှလည်းစိတ်ပင်ပန်းလူပင်ပန်းနဲ့ကြောင်ချားတွေဖြစ်နေခဲ့ပြီးတော့ထူးဆန်းတဲ့အိမ်မက်လိုအဖြစ်အပျက်တွေကလည်းစတိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။တရက်မှာ Owen ရဲ့ဖုန်းကို Beth တယောက်ယူကြည့်မိရာကနေ Owen ရဲ့လျှို့ဝှက်ချက်တွေကိုတစားသိလာခဲ့ရတယ်လို့တစ်ဖက်မှာလည်း Beth ကသူ့ရဲ့ကန်ဆယ်နာကအိမ်မှာထူးဆန်းတာတွေညပြီးညဖြစ်လာပြီးတော့ Owen ရဲ့ဝိညာဉ်ကအနားမှာရှိနေတယ်လို့ Beth တယောက်ယုံကြည်လာပြီးနောက်ပိုင်းမှာတော့ Beth မသိသေးတဲ့ Owen ရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲအိမ်မှာရှိနေတာတကယ်ပဲ Owen ရဲ့ဝိညာဉ်လားအဲ့ဒီကန်ဆယ်နာကအင်ဂျီထဲမှာဘာတွေဖြစ်ခဲ့တာလဲဒီလိုလျှို့ဝှက်ချက်တွေများစွာနဲ့ horror ဇလန်ကောင်းလေးကိုတကယ်ချင်းတို့မြင်ဆန်ကြည့်ဖို့အတွက်နံပါတ်3နေရာကနေရွေးထုတ်တင်ဆက်ပေးထားပါတယ်နံပါတ်2 Coherence 2013စုတွေအများကြီးရရှိခဲ့တဲ့စကားကုန်းတစ်ခါနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစကားလေးရဲ့ရိုက်ကူးရေးကုန်ကျစရိတ်က$9000ဝန်းကျင်ပဲရှိခဲ့တာပါနေရာတနေရာထဲမှာပဲရိုက်ကူးထားရဲဆိုပေမဲ့ကြည့်ရှုသူတွေကိုဇလန်အဆုံးထိရောက်အောင်ကိုဆွဲခေါ်သွားနိုင်မဲ့ဇလန်ကောင်းလေးတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်စိတ်ဝင်စားစရာပို့ပြီးတော့ကောင်းတာကဒီဇလန်လေးကိုရိုက်ကူးတဲ့အခါမှာတရုတ်ဆောင်တွေအတွက်တီးတန့် dialogue လို့သတ်မှတ်ပေးထားတာမရှိဘဲနဲ့တရုတ်ဆောင်တိုင်းကိုစားပိုက်လေးတစ်ပိုက်သာပေးခဲ့ပြီးတော့တရုတ်ဆောင်တွေကိုယ်တိုင်ကိုညံကို music ရဲ့လို့လည်းသိခဲ့ရပါတယ်ဇလန်ဘက်ကိုတွားရအောင် Emily သူ့ကောင်လေး Kevin တို့နဲ့တကွာသူတို့ရဲ့တငယ်ချင်းတွေဟာMike ဆိုတဲ့တငယ်ချင်းရဲ့အိမ်မှာစုပြီးတော့ dinner party လေးလုပ်နေကြတယ်။အဲ့လိုလုပ်နေတဲ့အချိန်မှာပဲကျယ်တကွန်တစ်ခုကသူတို့ဘောကနေဖြတ်သွားခဲ့ပါတယ်။အဲ့လိုဖြတ်သွားပြီးတဲ့နောက်မှာပဲအိမ်ထဲတကွာအိမ်သူအိမ်သားတွေကိုဘာမှမကြားတဲ့ຢာတွေစတင်ပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ်။လူတရက်လက်စစ်မီတွေပြတ်တောက်သွားတယ်။မြို့ပြတ်တဲ့အိမ်ဆိုလို့တအိမ်ပဲရှိတာပါ။ဒါပေမဲ့သူတို့မသိခဲ့တာကအဲ့ဒီအိမ်ကအခြား reality တစ်ခုကသူတို့ဆိုတာပါပဲ။သူတို့အဲ့ဒီအိမ်ကိုရောက်သွားတဲ့အချိန်မှာအခြား reality ကသူတို့ကိုသူတို့ပဲပြန်မြင်ရပါတော့တယ်။ဒီလိုနဲ့နောက်ပိုင်းမှာဒီထက်ပိုတဲ့ reality ကသူတွေလည်းရောက်လာခဲ့ပြီးတော့အကုန်ရှုပ်ထွေးကုန်ပါတော့တယ်သူတို့အနေနဲ့အမြန်ဆုံးလွတ်မြောက်အောင်မလုပ်နိုင်ရင်ဒီလို reality တွေရောရှက်နေတဲ့ tag zone တွေမှာပဲပိတ်မိနေတော့မှာပါဒီလူတွေရဲ့အတိတ်ကဖြစ်ရတဲ့ကြောင့်လည်းအချင်းချင်းကြားထဲမှာအငင်းပွားမှုတိုက်ခိုက်မှုတွေရှိလာခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေက Emily ကသူ့ဘာသာသူလွတ်အောင်လုပ်မယ်ဆိုပြီးတော့တယောက်တည်းထွက်လာခဲ့ပါတယ်သူက reality ဘောင်းစုံကိုရှောက်သွားရင်းနဲ့ခုနကလိုမျိုးကျဲတကူမဖြတ်သွားသေးတယ်မီးလမ်းမပြတ်သေးတဲ့ reality တစ်ခုကိုတွေ့ခဲ့ရပါတယ်ဘာမှဖြစ်တဲ့ reality လိုမျိုးပေါ့သူကအဲ့ဒီ reality ကသူ့ကိုယ်ပွား Emily နေရာကိုဝင်ယူဖို့ကြံစီပါတယ် Emily တယောက်ဒီလိုဖြစ်ကနေလွတ်မြောက်နိုင်မလားကျန်တဲ့သူတွေကတက်ဆုံကနေဘယ်လိုလွတ်မြောက်အောင်ရုပ်ထွက်ရှင်သန်ကြမလဲဆိုတာတွေကိုစိတ်ဝင်စားနေကိုကြည့်ရှုလို့ comment ဇလန်ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒါကြောင့်မဲတကယ်ချင်းတို့မိဆန်ကြီးတဲ့ဇလန်ကောင်းတစ်ပုဒ်ဖြစ်နံပါတ်1နေရာကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။
နံပါတ်1 The Man from Earth 2000ခုဒီဇလန်ရဲ့အဓိကဇက်ကောင်ကတော့ဂျွန်အိုမဲလို့ခေါ်တဲ့ပေါမောက်ခတယောက်ကြောက်ခေဦးကနေယနေ့ခေတ်အထိနှစ်တူတန်းတဲ့ချီရှင်တန်နေတဲ့သူတယောက်အကြောင်းပဲဖြစ်ပါတယ်သူကကြောက်လက်လက်တွေနဲ့အမဲလိုက်ဖူးတဲ့သူဗုဒ္ဓနဲ့တွေ့ဘူးတဲ့သူသူကိုယ်တိုင်ယေရှုလို့သတ်မှတ်ခံမှုကြရတဲ့သူဘန်ဆန်ဗန်ဂိုရဲ့တငယ်ချင်းဖြစ်ခဲ့မှုတဲ့သူပညာရဲ့ဘုံဘုံရဲ့ပေါမောက်ခဖြစ်ဖူးတဲ့သူသူချစ်တဲ့သူတွေရဲ့တေဆုံးခြင်းကိုယဉ်နှင်းကြည်ခွဲမှုတဲ့သူတမိုင်းဖြတ်သန်းမှုဆက်ဆက်ထဲမှာစီးမျောခဲ့မှုတဲ့သူသူ့ရဲ့အတွေ့အခေါ်တွေကိုဒီဇလန်ထဲမှာမြင်တွေ့ခံစားရမှာပါမှန်ဒီမားဒီဆိုတာကတော့ကိုရမဲချင်းချင်းတန်ကိုပဲဖြစ်ပါတယ်ဒီဇလန်ထဲမှာတော့သူအလုတ်ထွက်ပြီးတော့ဝေးတဲ့နေရာကိုထွက်သွားမဲ့ချိန်မှာတကယ်ချင်းပေါမောက်ခတွေနဲ့အမှုပညာချစ်ချင်းမြတ်တာရှင်သန်ရက်တည်မှုဘာသာရေးစသဖြင့်အကြောင်းအရာအစုံလေးကိုဆွေးနွေးကြတဲ့ညတညအကြောင်းကိုစိတ်ဖွဲ့ထားတာပဲဖြစ်ပါတယ်လူသားတယောက်ဟာတက်တန်းအနေနဲ့တက္ကသိုလ်တွေပယ်ပြီးပယ်မြပဲကြရဒီကွာဘောကမြေမုံတပွင့်ထက်တော့မပိုခဲ့ပါဘူးသူ့အသက်1400နဲ့ရှင်နာမှာပေါ့တိတရားတွေလည်းအများကြီးမရခဲ့ပါဘူးဒုက္ခနဲ့တစ်ခါတွေ့ဆုံတိုင်းချစ်သူလက်ကလေးကိုတစ်ခါကိုင်ကြည့်နေဆိုတဲ့ဥမာရကပြလေးလိုမျိုးပဲလူတွေမှာတွေ့တာရရည်ရတွေနဲ့လောဘတွေကိုရင်ဆိုင်နေကြရတာများပါတယ်လူတွေအမှန်တရားထပ်ပို့ပြီးတော့ထိုက်တန်ကြပါတယ်ဒီရုပ်ရှင်ကဘလူးမယုံတိဆန်တယ်လို့မခေါ်နိုင်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့နှစ်သက်တဲ့ရုပ်ရှင်တွေကရဲ့ဇလန်ကအဖြစ်မှန်အကြောင်းအရာပဲများပါတယ်ဆိုတာနဲ့အဲ့ဒီရုပ်ရှင်ကိုတိုင်းတာလို့မရနိုင်ပါဘူးတခါတလေမှာမန်တရားဆိုတာစနစ်တကျတိဆောက်ထားတဲ့အလေးညာတစ်ခုဖြစ်နေတတ်ပါတယ်အမတရားဆိုတာတခါတလေမှာယသဆန်မှုလိုပါတယ်တမိုင်းတက်ဂရစ်နဲ့အမြင်တွေမှာဘာတွေရေးထိုးရလဲဆိုတာထက်ကိုယ်နှလုံးသားနဲ့အဝင်ခွင်ကြမဲ့အယူတစ်ခုကိုတိုင်းတာခံယူရပါတယ်ဒီရုပ်ရှင်ထဲမှာဘာတွေရရှိနိုင်လဲဆိုရင်တော့ဒီရုပ်ရှင်တွေကပေးသမျှအရာတိုင်းကယူတဲ့ရင်ရနိုင်မယ့်အရာတွေကြီးပဲဖြစ်ပါတယ်ဒါကြောင့်မဲတကယ်ချင်းတို့မီဆန်ကြီးကိုထိုက်တန်တဲ့ဇလန်ကောင်တစ်ပုဒ်အဖြစ်နံပါတ်1နဲ့ကနေဗီဒီယိုတင်ဆက်ပေးထားပါတယ်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျာဗီဒီယိုလေးကအကြောင်းအရာတွေကိုနှိမ့်သက်တယ်ဆိုရင်တော့ like share subscribe comment လေးနဲ့အတူ notification call လေးကိုနှိပ်ထားပြီးတော့အဆောင်မြောက်အားပေးနိုင်ပါတယ်တကယ်ချင်းတို့အားလုံးပဲနောက်တော့မှပြန်လည်ဆုံတွေ့ကြတာပေါ့